မြို့ပြန်မယ်ဆိုပေမဲ့မနှွယ်နဲ့ရွာလေးကိုကျွန်တော်အမြဲတမ်းသတိရနေမှာပါကိုနမင်းပြန်တော့မယ်နော်ဒီကောင်လေးတွေဘာလေးတွေလဲဘာလို့ပြောပြတော့ဟိုပူပေါ့ပူမှာသူကနိုင်ငံသားမျိုးပေါ့နိုင်ငံသားမျိုးမှာသူကအမွေးကောက်ကောက်နဲ့မရီနီကြီးကောက်ကောက်မျိုးဈေးကွက်လည်းဝင်တယ်ဈေးကွက်လည်းရတယ်ဈေးကွက်ကတော့အခုကဒီလောက်ဆိုရင်9000လောက်တော့ပေါက်သွားတယ်သူက1ကာလာတော့ဘာလို့ဆိုရင်တသိန်းနီးပါတသိန်းဝင်နေပါအဲ့လိုကြီးတယ်ကြတော့ကြီးတယ်ကောင်တော့ပြတယ်ကြီးတယ်ပြဒါကြတော့သူကဒက်ရှီကို1ကာလာဘလို့ဒက်ရှီ1ကာလာဆိုတာအမွေးကသူကဒီလိုမျိုးတစ်ဖြောင်နဲ့ပဲဆင်းသွားမယ်ကာလာကြတော့ရှားပါကာလာရှားပါကာလာဆိုတော့ဒီကာလာဆိုလို့ရှိရင်ဟိုကလားအခုဒါဆိုကျွန်တော်ဒါဝယ်လိုက်တာကဟိုတငယ်ချင်းရှိရမြလိုက်တာ6000ပေးရတယ်ဘာဖြစ်လို့ဒီကောင်လေးတွေမွေးရလဲချစ်လို့လားဒါမှမဟုတ်ဒါအလုပ်တစ်ခုလုပ်တယ်လို့ပြောမှာအလုပ်တစ်ခုပဲလို့တော့မဟုတ်ဟိုချစ်လို့ပဲဘလို့လေးချစ်လို့ဝါသနာရပါဒါလေးကြည့်ရင်တနေ့တာလုပ်တယ်အလုပ်တွေအမောပြေတာဟုတ်လားသူတို့နဲ့ဘလို့လေးနေတာလဲသူတို့ဘလို့လေးကျွေးဘလို့လေးဟိုပေါ်တီကျွေးဖို့အတွက်ဆိုရင်တော့မြက်ကတော့အဓိကပဲမြက်ကတော့အဓိကကျွန်တော်ကတော့အမြဲတမ်းအစာမပြတ်ဘဲနဲ့ထည့်တာတော့ဂျုံပွဲဆိုတာဂျုံအမုံတွေပေါ့ဂျုံကြိတ်ထားတဲ့အဖတ်တွေအဲ့အဖတ်တွေဒီတိုင်းလေးပဲဒီလိုမျိုးပကံလေးနဲ့ထည့်ပြီးတော့အဘိုးခွက်လေးနဲ့ထည့်ပြီးကျွေးထားတာပေါ့ဒီကတော့လောလောဆယ်ကတော့ရှိတယ်မျက်ရှားလို့ကော်ပီဘတ်တွေတို့ပါတော့လောလောဆယ်ထည့်ပြီးတော့မောင်လာဦးနေသည်ပြောင်းမှုမပြောအကုန်စားတယ်စိမ့်သိမ့်ကြီးအကုန်စားတယ်အဲ့တော့ဘယ်နဲ့ကောင်းတော့ရှိတယ်အားလုံးဆိုရင်20နီးပါလောက်အကောင်20နီးပါလောက်ရောင်းမှုတော့တင်းမထားပါဘူးတခုမှအလားပဲမှုရဘာဖြစ်လို့ရောင်းမတယ်မဟုတ်လေမွေးပြီးများလိုက်ရင်ရောင်းမှာပေါ့လားများလိုက်တော့ဟိုပေါ့ဒီကမှတော့ရောင်းလိုက်လို့တော့ရတယ်ကိုရဟိုကိုလိုမျိုးဂယုမဆိုင်ပါဆိုကိုလိုဂယုမဆိုင်ပဲနဲ့သူတို့စီရောက်သွားပြီးပြစ်ထားတာတော့ဘာလို့ဥမာထားတဲ့ပုံစံတို့ကျွေးမွေးတာလည်းအများနဲ့အဆက်မပြတ်ရှိနေမှာထားလို့အဆင်ပြေတာအဲ့လိုမျိုးမဟုတ်သူတို့ဘလောက်တန်ရုံးစင်ဖြစ်ဘလို့ဖြစ်လို့လဲဆိုလို့ရှိရင်ကိုတော်ငွေလိုအဲ့လိုရောင်းလိုက်ပြီဆိုရင်တော့မှအဲ့ဝယ်တဲ့သူဗီဒီယိုခဏခေါ်ပြီးကြည့်တယ်အဲ့ဒါကျွန်တော်အကောင်ဘယ်လိုမျိုးအခြေအနေထားလဲဘယ်လိုကြွေးလဲအဲ့လိုခဏကြည့်တယ်အဲ့တော့ဟိုစိတ်တိုင်းမကြောက်ဘူးဆိုကျွန်တော်ပတ်ဆက်ပေးပြီးတက်လက်ပြန်လဲဝယ်အဲ့လိုပြန်ဝယ်ကိုလည်းသားသမီးတွေလို့ဖြစ်လို့လားအဲ့လိုလားသားသမီးအရင်တန်းရှစ်တာပေါ့ပို့ပြီးတော့ကို့မှာသားသမီးမှမရှိဩဟာဈေးပန်းကင်းလိုက်တော့ဗောနော်ဈေးပန်းကင်းလိုက်တယ်ဗျလူပြိုကြီးပါပဲဟုတ်လားလူပြိုကြီးပါဘာဖြစ်လို့ထောက်ကြနေမင်းလို့နာမည်ပေးပြတာလဲနာမည်တော့တကယ်တော့ဒီပူးလေးတွေလောကမှာစပြီးဝင်လိုက်တော့ထောက်ကြနေမင်းလို့ပဲကိုပေါ့အဲ့လိုမျိုးလေးနာမည်ပေးလိုက်တာဟိုရည်ရွယ်ချက်ရှိတော့မဟုတ်ဘူးထောက်ကြနေမင်းဆိုတာတော့ဟိုဥမာပေါ့ကိုနဲ့တူးနဲ့ဈေးပန်းအဆက်အသွယ်လုံးမယ်အဝယ်ရောင်းလုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မျိုးကိုကဒီမှာနေတယ်ဆိုတဲ့အကြောင်းလေးပြောရုံတက်နဲ့နာမည်ကတော့ဖွင့်လိုက်တာနာမည်ကတော့ထောက်ကြနေမင်းဆိုပေးလိုက်တာပေါ့ဒီတိုင်းတော့အဲ့လိုမျိုးလိုက်နေနေသွားဖို့တော့ပေးလိုက်တာတော့မဟုတ်ဘူးဒါပေမဲ့တရုတ်ဆောင်ဝါသနာပါတာလားအနုပညာဝါသနာပါတာအဲ့လိုလားအနုပညာဝါသနာပါတာလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးအနုပညာအရင်လည်းဝါသနာမပါဒါပေမဲ့like တွေမှာ comment တွေမှာထောက်ကြနေမင်းဆိုရင်အကုန်လုံးအဆင်ဝင်စားကြတယ်အဲ့ဒါဘာကြောင့်လဲဘလို့ပစ်လို့ပထမကတော့ဟိုကကျွန်တော်ကညဘက်ဆိုရင်အားနေတာနဲ့ wifi လည်းတက်လာတော့ဟို like လေးတွေမှာ like ပြီးတော့အများကြီးလည်းမှန်းနေတာပဲလို့ငါလည်းဒီစိတ်ကူးစိတ်တန်းလေးနဲ့ like ပြီးတော့မှန်းလိုက်တာအဲ့လိုမှန်းတာဘယ်နဲ့ဟိုလောက်ရှိသွားပြီတနေ့ကျော်လောက်ဖြစ်သွားတကယ်တော့တချို့လူတွေကကိုယ်မြင်တဲ့သူတွေကပြန်ပြီးတင်တာဒီလူတွေကဆက်ပြီးတင်တာပထမထောက်တဲ့နေမင်းဆိုတော့ကိုယ်လည်း line ပေါ်မှာမသိသူများတင်တာမြင်နေမှာအတိကတော့ပုံမှန် like တင်တာမလားလို့ဟို like တို့ comment တို့ဘယ်လိုတူတွေကိုရေးပေးတာလဲစိတ်ဝင်စားရင်မရေးဘူးလို့ကျွန်တော်ကြားတယ်နော်ဘယ်လိုကြားရလဲမသိဘူးဘောလေအဲ့လိုဟိုထောက်ကြနေမင်းcomment ပေးလို့ဆိုတာနည်းနည်းရှားတယ်သူပေးရင်သူတကယ်စိတ်ဝင်စားလို့သူတကယ်ချစ်တယ်သူလေးစားတယ်နုညံ့ရင်ဖြစ်လို့ဆယ်လီဖြစ်လို့အဲ့လိုပြောတယ်ဟုတ်တယ်ကျွန်တော်ဟိုကိုလည်းပဲဘယ်လိုပြောရမလဲဆိုတော့ကိုတကယ်ကိုစိတ်ထဲမှာလည်းပြောစိတ်ပါလက်ပါပေါ့ချစ်တဲ့ခင်တဲ့သူပေါ့ဥပမာအခုလက်ရှိဆိုလို့ရှိရင်ဟိုကိုကျော်ကိုနိုင်တို့လိုက်တွေသွားတယ်ပြီးလို့ရှိရင်မန်နင်းသွားတယ်မနိုင်ချင်းမြင်မှုသွားတယ်ပြီးလို့ရှိရင်သွားတော့တော်တော်များနေတော့နာမည်ကမမှတ်မိပြန်တယ်အဲ့ဒီတွတ်တော်ဆယ်လီတွေကပဲဟိုခန်းညာတို့အဲ့ယာကြီးတွေကတော့အဲ့လိုလိုက်တယ်လည်းသွားတယ်မင်းမင်းသားလိုက်တော်တော်များများတော့ရောက်တယ်ဘာလို့လဲဆိုတော့အဲ့လိုမိုင်းနဲ့ခင်းနေတယ်မိုင်းနဲ့ခင်းသွားတော့အမြဲရောက်ဖြစ်တယ်တော့ဟိုကျွန်တော်ကြားတာတော့
မန်နေမှာတော့ဟာထောက်ကြနေမင်းတက်လာပြီဆိုရင်တို့ကပျော်သွားတယ်အဲ့တော့ကိုကဘယ်လိုခံစားရလဲ ကျွန်တော်ပီတိပူပြတာပေါ့ဘာလို့ကိုဟိုဘယ်လိုပြောရမလဲဆိုတော့အရေးတူလုပ်ပြီးတော့အဲ့လိုပြန်ပြီးတော့ reply လေးတွေပြန်လာပေါ့အဲ့ reply လေးတွေပြန်တော့တကယ်ပီတိဖြစ်တာပေါ့ဒါပျော်ရတာဟုတ်ပြီ